ချစ်ခင်လေးစားပါတော့မြန်မာပြည်တော်စုသားညီကောင်မတော်များအားလုံးတော်လန်သောညခင်းအောင်မြင်မှုပန်းတိုင်တို့ဒီကနေ့အခြေအနေတွေကြည့်ရရင်ပြည်သူလူထုမြန်မာပြည်သူလူထုအများစုဟာဖက်စစ်အာဏာရှင်စနစ်ဆိုးရဲ့ဆိုးရွားတဲ့အုပ်ချုပ်သူမင်းစုမင်းညစ်တို့ရဲ့ဘေးရန်ကြောင့်အတိဒုက္ခရောက်နေရတဲ့ဂျားကပဲရာသီဥတုဘေးနောက်တစ်ခါယောဂဗျာဘေးစစ်မဲ့ဘေးမျိုးမျိုးနဲ့ခါးသီးစွာရင်ဆိုင်ကြော်လွှားနေကြရခြင်းဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ပြည်သူလူထုချင်းပဲစိတ်သက်ခွန်အားအပြန်အလှန်ရန်ပင်ဆောင်လျှောက်အားပေးစကားပြောကြခြင်းနဲ့ပဲကျွန်တော်တို့ရဲ့အနာဂတ်တွေကိုခွန်အားမွေးမြူတည်ဆောက်ယူကြရမှာဖြစ်ပါတယ်။ဒါတလို့ကျွန်တော်တို့နိုင်ငံရဲ့အခြေအနေအရာတချို့ကကြည့်ရင်တော့ကျွန်တော်တို့နယူးဒေါ်လာရေးကြီးဟာအချိန်ရော့ကျသွားတယ်အောင်မြင်ဖို့တော်တော်လေးဝေးကွာနေသေးတယ်လို့ထင်ရเสียရှိပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒေါ်လာရေးဘက်ကဒီစနစ်ကျနာတဲ့လက်နက်ကင်ခုခံဒေါ်လာချင်းစုဖွဲ့စီယုံချင်းတွေကိုအခါတိုင်းလို့ပေါ့လွန်ခဲ့တဲ့3နှစ်ကလိုမျိုးပွင့်လင်းမြင်သာမှုရှိစွာသတင်းထုတ်ပြန်လာတွေအကြောင်းအရာတွေဖော်ပြလာတာတွေနေပါသွားလို့အောင်မြင်မှုနဲ့ဝေးတရားထင်ရပေမဲ့တကယ်တော့ကျွန်တော်တို့ဒေါ်လာရင်းအင်အားစုအသီးသီးဘက်ကဒီရင်းကျက်တဲ့စူးစီးမှုတွေနဲ့ဆောင်ရွက်နေကြတာတွေရှိကြပါတယ်။ဒါလည်းလူမှုခေတ်ပြောင်းတော်လှန်ရေးကြီးတွေမှာဖြစ်လေဖြစ်တာရှိတဲ့သဘောအတိုင်းပါပဲ။နော်နိုင်ငံတစ်ခုလုံးကိုပြုပြင်ပြောင်းလဲဖို့တော်လှန်တိုက်ခိုက်ကြတဲ့နေရာမှာအချိန်အခါကံကြမ္မာဒါတွေအားလုံးပြည်သူလူထုရဲ့စိတ်သက်ခွန်အားပေါင်းစည်းဆောင်ရွက်မှုဒါတွေအားလုံးပေါ်မူတည်ပြီးတော့အနေငယ်ကြကြခြင်းအချိန်ပေးရခြင်းဒါတွေရှိတတ်ပါတယ်။ဒါကြောင့်တချို့ကပြောမင်းတို့ပြောတော့ရှေ့နှစ်နိုင်မယ်ဘယ်နှစ်နိုင်မယ်အခုတော့မဟုတ်ဘူးမို့လားဆိုပြီးတချို့ကအပြစ်တင်ကြတာတွေရှိပါတယ်။ဆိုတော့ကျွန်တော်တို့ကပြည်သူလူထုကိုငါတို့နိုင်ကိုနိုင်ရမယ်မကြခင်နိုင်ကိုနိုင်မှာဖြစ်တယ်ငါတို့စူးစမ်းရမှာပဲလို့ကျွန်တော်တို့ကပြောရမှာဖြစ်တယ်။ငါတို့ဘယ်တော့မှမနိုင်နိုင်ပါဘူးကွာနှစ်90ကြာစစ်တပ်ကြီးစသဖြင့်ကျွန်တော်တို့တွေကိုယ်တိုင်ကပြည်သူတွေကိုယ်တိုင်ကစိတ်ပြည့်အာရော့မယ်ဆိုရင်ဘယ်လိုဒီဖက်စစ်နှစ်90ကျော်ကြာစနစ်ဆိုးကြီးကိုကျွန်တော်တွန်းလှန်ဖယ်ရှားနိုင်မှာလဲအဲ့တော့ကျွန်တော်တို့အားလုံးကတော့စိတ်သက်ခွန်အားအပြည့်နဲ့ရုန်းကန်ကြရမှာဖြစ်ပါတယ်အဲ့တော့ဆိုတော့ဒီကနေ့မင်းအွန်လိုင်းဖက်စစ်လူသက်ကောင်ဦးဆောင်တဲ့ဒီနေပြည်တော်ဆရာနာရှင်အုပ်ချုပ်ရေးစနစ်ကအခြေအနေနဲ့ကျွန်တော်တို့နယူးဒေါ်လာရဲ့ခုခံဒေါ်လာအခြေအနေကိုကျွန်တော်တို့အကြမ်းမြင်လေးသုံးသပ်ကြည့်ကြရအောင်ပေါ့ဆိုတော့ဦးဆုံးအနေနဲ့ဖက်စစ်ကြံဖက်တက်တီရဲ့အခြေအနေကိုကျွန်တော်တို့ကြည့်ကြအောင်ဒီကနေ့ဆိုပဲသူတို့အမောင်းတင်လီရင်ပြက်ကြတယ်ပြီးခဲ့တဲ့ရသတ္တပတ်အတွင်းကပဲမော်ဘီမှာတခါပြက်ကြတယ်ဒါကျွန်တော်တို့တော်လိုင်းဘက်ကပြစ်ချတဲ့အဆင့်မဟုတ်သေးဘူးသူတို့ဘက်ကအတင်းကာရောလီရင်တွေကိုအစမတန်အသုံးပြုပြီးတော့နော်ပြီးခဲ့တဲ့ရက်ကမနေ့ကနေမယ်တရားစခန်းမှာတရားနာနေကြတဲ့နော်တကြီးရွယ်ကိုဘိုးဘွားတွေနဲ့ရဟန်းတန်ဃာတွေတီလာပေးနဲ့ရဟန်းတန်ဃာတွေကိုဘုံကျဲတပ်ဖြတ်တာအယောက်20ကျော်တည်တယ်။နော်ဒီလိုမျိုးပတ်ပြီးတော့ပြီးခဲ့တဲ့တန်လွဲမျိုးကိုလည်းပဲဘုံအလုံးကြီး100ကျော်ပြီးခဲ့တဲ့မနေ့ကကျဲတယ်။နိုင်ငံနေရာအနှံ့တော်တော်များများမှာအပြင်းထန်သူတို့ရဲ့နောက်ဆုံးဆွမ်းမကားအနေနဲ့စစ်ဦးချိုးနေနိုင်ဖို့အရခတ်တော်ရဲ့ထိုးစစ်တွေကိုချိုးနေနိုင်ဖို့အညာဒေသကဒီ PDF တွေရဲ့တပ်ပေါင်းစု SCEF စီဦးစီးအဖွဲ့ကနေစနစ်တကျစီမံဆောင်ရွက်လာတဲ့စစ်စင်ရေးတွေကိုတုံ့ပြန်နိုင်ဖို့သူတို့မှာနောက်ဆုံးကြံတဲ့နီလန်ကလေချောင်းကိုအရန်ကာရောရက်ဆက်ဘုံကျဲတက်ဖြတ်တာတခုပဲလုံနိုင်တော့တဲ့အနေအထားတွေ့ရပါလိမ့်မယ်။ဒါတိတာတင်ရှားတဲ့အခြေအနေပါပဲ။ပြည်သူကိုရက်ဆက်စွာဘုံကျဲဖို့ကြိုးစားလေတတန်းအိုပြင်ဆင်ခြင်းမရပြင်မနွမ်းနယ်နေတဲ့လေတရေလူသက်ကောင်တွေရဲ့ကံကြမ္မာတွေဇိုးတွေဟာပုံမူနီးကပ်လာလေပဲ။တစည်းပြီးတစည်းပြက်ကြမှာ။ဒါလက်ရှိဖြစ်နေတဲ့အခြေအနေဆိုတော့တန်တမန်ရေးရကြည့်ရအောင်မင်းအွန်လိုင်းဟာအခုလာမဲ့ဒီစက်တင်ဘာလောက်မှာကုလသမဂ္ဂမှာမဲခွဲမဲ့နော်နိုင်ငံတစ်ခုချင်းကြီးကိုအတိမတ်ပြုမဲ့အစီအစဉ်တွေကုလသမဂ္ဂမှာခန့်အပ်ထားတဲ့တန်တမန်တွေပေါ့တန်တမန်တွေနဲ့ရွေးချယ်ခန့်အပ်ခြင်းအစီအစဉ်တွေအတွက်ကိုသူတို့အပြင်းထန်တာဆူကြိုးပမ်းနေပါတယ်အဓိကရည်ရွယ်ချက်ကတော့ကျွန်တော်တို့ရဲ့ပြည်သူကိုစားပြုတမကြီးဥကြော်မိုးထွန်းကိုဖယ်ရှားပြီးဖက်စစ်အာဏာရှင်တွေလက်ညှိုးထောင်ခေါင်းညိတ်ခိုင်းသမျှလုံမဲ့လက်ပါစီလောက်ကောင်
တန်တမန်ကောင်တကောင်ကိုအစားထိုးနိုင်ဖို့သူတို့ဟာ diplomacy တန်တမန်ရေးနီလန်းအရာသူတို့ဟာရွေးကောက်တင်မြှောက်ခံအစိုးရတရဖြစ်တယ်ဒါကြောင့်မို့သူတို့ရွေးချယ်ခန့်အပ်တဲ့ကိုယ်စားလှယ်ကိုပဲကုလသမဂ္ဂကလက်ခံရမှာဖြစ်တယ်ဆိုတဲ့အနေအထားမျိုးရောက်အောင်တရားဝင်မှုအတင်းရဖို့ထိုင်းကိုဆိုရင် gas လောက်ကွက်တွေပေးမယ်စသဖြင့်အကျိုးစီးပွားတွေနဲ့မလုံးပေးပြီးတော့ထိုင်းအစိုးရလက်ရှိဝန်ကြီးချုပ်ကိုယ်တိုင်ကသူ့ထိုင်းပြည်သူတွေရောသူ့ရဲ့ဒီရင့်ကျက်တဲ့နိုင်ငံရေးခေါင်းဆောင်တွေကပါလက်မခံမဲနဲ့အတင်းကုတ်ကတ်မဲမတမာမှုနဲ့သူယူထားတဲ့သဘောရှိတာပေါ့အဲ့တော့ပလင်းတူဘူးဆိုမဲတခိုးမဲအွန်လိုင်းနဲ့မဲမတမာသူထိုင်းဝန်ကြီးချုပ်ကတော့ဒါကတော့သူတို့ချင်းချင်းတော့ပလင်းတူဘူးဆိုသူတို့ချင်းချင်းသတင်းလွတ်လွတ်ရှိမှာပဲအဘက်ကလည်းပဲကိုကျိုးစီးပွားရေးနဲ့ချုပ်နှောင်ပြီးတော့တရားဝင်မှုတစ်ခုအတင်းရလို့ဖို့ကော်စောနီခင်းကြိုခိုင်းဖို့အပြန်အလှန်ချိတ်ဆက်ပြီးဆောင်ရွက်ခဲ့ပြီးမြဲထိုင်းဝန်ကြီးချုပ်ကိုယ်တိုင်သူထိုင်းလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ထိုင်းနိုင်ငံတွေကရင့်ကျက်တဲ့ယဉ်ကျေးတဲ့နိုင်ငံရေးသမားအများစုပြည်သူလူထုအများစုကအခုဆိုပြင်းပြင်းထန်ထန်ဆန့်ကျင်ပြီးထိုင်းဝန်ကြီးချုပ်ကိုဖြုတ်ချဖို့ဒီအဆိုတင်သွင်းဖို့အခြေအနေထိရောက်နေတာတွေ့ရပါလိမ့်မယ်ဒါထိုင်းကိုဥတီပြီးတော့သူ့ရဲ့တန်တမန်ရေးတရားဝင်မှုတစ်ခုရဖို့ကြိုးစားလာတဲ့လုပ်ရက်ပြီးတော့တစ်ခါလာအိုဆိုတာလည်းတကယ်တော့ကွန်မြူနစ်အစိုးရပြည်သူကိုတံမိုးထားတဲ့အစိုးရမဟုတ်ဘူးမင်းအွန်လိုင်းနဲ့ပလင်းတူဘူးဆိုပုံစံမျိုးပဲအခုတခါရုရှားဘယ်လာရုစ်သွားကြတယ်ဒါလည်းသူတို့ရဲ့မိစ္ဆာဝင်ရိုးတန်းနိုင်ငံတွေဖြစ်တယ်ကမ္ဘာကချင်ဖတ်ဖြစ်ဆင်းသွင်းထားပြီးတော့ယူကရိန်းနိုင်ငံကိုကျူးကျော်နေတဲ့ကျူးကျော်သူရုရှားပူတင်ဒီနိုင်ငံတွေကိုစီကိုတွားပြီးအတင်းကရော MOU ဆိုတာစာချုပ်တွေအတင်းချုပ်ဟာဘယ်နေရာမှာဘာယင်းနှမြုပ်နှံမှုလုပ်မယ်လေလုံးကြီးကြီးဟဲ့ရန်ကြီးကြီးနဲ့စာချုပ်ကြီးကြီးတွေချုပ်နေပြီမြေပြင်မှာကသူတို့ရဲ့တပ်တွေဟာနော်ရက်စက်မှုကြမ်းကြုတ်မှုနဲ့ရုပ်မာမှုတွေကိုသာဆောင်ရွက်နေကြတဲ့အတွက်ပြည်သူတရားလုံးရဲ့အော်ကြောလန်မုံနီးယွန်ရှာမှုကိုနေရာနဲ့မှာခံစားနေရတာဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းဝါရဇွတ်ကချင်ဘက်ကပြည်သူစစ်တပ်ဖွဲ့လို့ယူဆရသူတွေခေါင်းဖြတ်တတ်တဲ့ဖြစ်စဉ်မျိုးတွေဟာလည်းပဲဖက်စစ်အကြမ်းဖက်တပ်ကပဲစင်စက်မပြတ်လုပ်ခဲ့တဲ့လုံယိုးလို့စင်ရိုင်းပြမှုတွေဖြစ်တယ်ဒီလိုမျိုးအောက်ခြေမြေပြင်မှာအလဲလဲကွဲကွဲနဲ့ဥပမာလေးပဲကြည့်အာရခတပ်တော်ဖက်ဆိုရင်ကြည့်အာရခတပ်တော်ကတိမ့်ပိုက်ထားတယ်ဆိုတဲ့စစ်စခန်းကုန်းအစုံဖြားစခန်းငယ်တစ်ခုတော့မှပြန်လည်သိမ့်ပိုက်နိုင်စွမ်းမရှိဘဲနဲ့တဆုတ်ထဲဆုတ်တသေးတဲ့သေးဖြစ်လာတယ်အညာဒေသဆိုလဲပြီးကြတဲ့ရက်ပိုင်းစကိုင်းထဲမှာဒီတိုက်ပွဲတွေဖြစ်လာတယ်မြေပြင်မှာသူတို့အနေနဲ့ဘလို့မှပြည်သူပေါ်မှာအုပ်စီးလွှမ်းမိုးနိုင်မှမရှိတော့တန်တမန်ရေးနီလန်းရသူတို့နောက်ကနေဩဇာပေးတဲ့ရုရှားလိုတရုတ်တို့လိုဒီနိုင်ငံတွေရဲ့အားကိုယူပြီးမင်းအောင်လှိုင်ဟာလူရဝင်နိုင်ဖို့နိုင်ငံတကာထဲမှာထိုးဖောက်နိုင်ဖို့သူတို့ဟာဒီပါးနတ်တဲ့ကောက်ကျစ်မှုတွေနဲ့ကြိုးစားနေတဲ့အချိန်ပဲဖြစ်ပါတယ်ဒီလိုမျိုးဒီသူ့ရဲ့ဆရာအရင်ဖြစ်တဲ့ပေါက်ဖော်တရုတ်ကြီးကိုအာခံပြီးရုရှားနဲ့ဘယ်လာရုစ်ဘက်ကိုလီဇန်ခီးထွက်သွားတာဟာသူ့အတွက်1027ဒုတိယတကြော့ပြန်လာဖို့အခြေအနေတွေသူခင်းကျင်းတာပဲဖြစ်ပါတယ်အဲ့တော့တန်တမန်ရေးနီလန်းရမင်းအောင်လှိုင်ဟာအောင်မြင်နေတရောနော်ရုရှားအတွက်မြန်မာပြည်ဟာဘာပဲပေးဆက်အားလုံးပေးဆက်မယ်ဆိုပြီးတွားပြီးလီပြေထိုးပေမဲ့ရုရှားကလိုအပ်နေတဲ့စစ်အင်အားနော်အခုဆိုမြောက်ကိုရီးယားနေပို့တာကိုယူကရိန်းကပြင်းပြင်းထန်ထန်ကန့်ကွက်လာတဲ့ကြောင့်မြောက်ကိုရီးယားနဲ့တရုတ်နည်းနည်းဟန့်တဲ့အချိန်မှာမြန်မာဘက်ကစစ်ကူလူအင်အားလက်နက်ပူတင်ဘက်ကအပူတပြင်းတောင်းခံလာတဲ့အခြေအနေကိုကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့တန်တမန်နီလည်းကသူကလူရဝင်မှုရဖို့ပူတင်ကိုတွားတွေ့တယ်ပူတင်ကလည်းအခုဆိုရင်ဒီအပိုင်းသူ့ရဲ့အကြီးဆုံးကုန်သွယ်မှုနော်ဟက်တာပေါင်းများစွာကျယ်တဲ့ကုန်သွယ်ရေးအဆောက်အုံကြီးဒီနေ့ဒီမဲ့ယူကရိန်းရဲ့ဒီ drone တွေထိခိုက်ပြီးတော့လုံးဝပြာကျသွားတဲ့အခြေအနေရုရှားကအခုဆိုရင်သူများနိုင်ငံရေနံတွေပြန်တင်သွင်းနေရတဲ့အခြေအနေလုံးဝကိုအခက်အခဲအကြီးဆုံးကြုံပြီးတော့ပူတင်အစိုးရအဖွဲ့ပြိုကွဲတော့မဲ့အခြေအနေမှာပြိုကွဲတော့မဲ့အုပ်စုချင်းပလင်းတူဘူးဆိုပေါင်းပြီးတော့ဘက်ကန်ကြတဲ့အနေထားသာရှိပါတယ်ဒါကြောင့်မလို့သူဟာသူရုရှားပဲသွားဘယ်လာရုစ်ပဲသွားလူရဝင်မှုရှိအောင်ဘလောက်ကြီးပဲဟိတ်ဟန်နဲ့လှုပ်မင်းအောင်လှိုင်ဟာတရားဝင်မှုအရာဖြစ်တည်လာမှာမဟုတ်ဘူးအောင်မြင်လာမှာမဟုတ်ဘူးမြေပြင်မှာသာကျွန်တော်တို့ပြည်သူလူထုအားလုံးတော်လိုင်းအင်အားစုအားလုံးယုံကြည်ချက်ရှိခံယူချက်ရှိစီးလုံးမှုအပြည့်နဲ့ကြိုးစားမယ်ဆိုရင်ကျွန်တော်တို့အောင်ပွဲဟာကျင်းတီမုတ်ချမလွဲမသွေမကြခင်ရရှိမှာဖြစ်ပါတယ်ဒီထက်ပိုပြီးတော့ကျွန်တော်တို့ကလေးနဲ့ဖြန့်ကျက်တွေးရမှာအခုဒီပိုင်းကျွန်တော်ကြားပါတယ် DKB ကဘိုးစောဆန်းအောင်ရဲ့နေရာအိမ်ကိုဘုံကျဲတာတွေကိုကန့်
တပ်ဖွဲ့တွေရှိတဲ့နေရာကိုသွားပြီးရန်စဘုံကျဲပြီးတော့မင်းတို့ဆွေးနွေးပွဲစကားဝိုင်းလာရင်လားမလာရင်ငါတို့တတ်နိုင်တဲ့လင်းနဲ့ဘုံလာကျဲမှာဆိုတဲ့လုံရိုးစင်နော်အနိုင်ကျင့်ပြီးတော့ဆောင်ရွက်လာတဲ့စစ်တင်ငါဗျူဟာတွေဟာအလုတ်မဖြစ်တော့ပါတစ်ဖက်ကလည်းပဲကြားဖြန့်ကိစ္စအဆုံးတိုင်အခြေအနေရောက်ရှိနေပြီဖြစ်တယ်မဖြစ်မနေအမေရိကန်ကအရေးယူဖို့တရားဝင်ကြေညာပြီးတော့စတင်ဆောင်ရွက်မှုတွေပြုတ်နေပြီဖြစ်တယ်အဲ့တော့ကြားဖြန့်မှာပါဝင်ပတ်သက်ခဲ့တာက BGF နော်စောချစ်သူနဲ့သူ့ရဲ့လက်တဆုပ်စာခေါင်းဆောင်တွေရယ်မင်းအွန်လိုင်းဥဆောင်တဲ့စစ်ဗိုလ်ချုပ်တစုရယ်တရုတ်ကကျိုးကင်စီခိုင်းထားတဲ့မာဖီးယားတရုတ်နိုင်ငံသားတချို့ရယ်ဒါဟာကြားဖြန့်ရဲ့အဓိကတာဝန်ရှိတရားခံနေတာဖြစ်ပါတယ်ဆိုတော့ကြားဖြန့်ကိစ္စနဲ့ပတ်သက်ပြီးကြဲကြဲပြန့်ပြန့်အရေးယူလာပြီဆိုရင် BGF တပ်ဖွဲ့စောချစ်သူတပ်ဖွဲ့ဟာတေးကြတဲ့ခေါင်းဆောင်မဲ့တဲ့တနေ့သူ့ရဲ့တပ်ဖွဲ့ဝင်တောင်းခန်းချီတဲ့အင်အားဟာဘယ်ရောက်သွားမလဲဖက်စစ်တပ်ထဲကိုတော့လက်နဲ့ချရောက်သွားမှာတော့မဟုတ်ဘူးဆိုတော့ကျွန်တော်တို့ဘက်ကဒီ BGF တပ်ဖွဲ့ဝင်တွေရဲ့ရှိဖြစ်တည်မှုအခြေအနေကရင်မျိုးသားအစည်းအရုံး KNU ခေါင်းဆောင်တွေရဲ့ပါးနက်မျောမြင်စီယုံသိမ်းသွင်းနိုင်တဲ့စွမ်းရည်တွေပေါ်မူတည်ပြီးကျွန်တော်တို့အကောင်းဆုံးမထင်မှတ်တဲ့အပြောင်းလဲတွေရောက်ရှိလာနိုင်တယ်လို့ကျွန်တော်အနေနဲ့မျှော်လင့်သုံးသပ်ပါတယ်။ကြည့်၍တနင်္သာရီဒေသကြီးတစ်ခုလုံးကရင်ပြည်နယ်ဒေသတစ်ခုလုံးကျွန်တော်တို့ဒီဘက်ကကရင်နီဒေသနောက်ရှမ်းတောင်ဒေသဒီတစ်ခွင်လုံးမှာရှိတဲ့အင်အားစုအလုံးသာစီစီလုံးလုံးနဲ့တချီတဲ့တပြိုင်တည်းစီရေးနီးတန်တမန်ရေးနီးအိန္ဒိယနိုင်ငံတွေရဲ့ဆက်ဆံမှုပေါ်မှာအကောင်းဆုံးစီယုံသိမ်းသွင်းနိုင်တဲ့နည်းတွေနဲ့ကြိုးစားမယ်ဆိုရင်ကျွန်တော်တို့ရဲ့နိုင်ငံရဲ့ကျွန်တော်တော်လိုင်းရဲ့အရေးကြီးသောအိန္ဒိယနိုင်ငံဖြစ်တဲ့ထိုင်းအစိုးရဘက်ကလည်းမူဝါဒတွေတည်ချတယ်ပြောင်းလဲလာမှာဖြစ်ပါတယ်ဒီချိန်ဆိုရင်စစ်ရေးချိန်ခွင်ဟာလုံးဝတိတာထင်ရှားစွာပြောင်းလဲတိုးတက်သွားမှာဖြစ်ပါတယ်အဲ့တော့ဒီလိုအခြေအနေတွေကြည်ချင်းအဖြစ်ကျွန်တော်တို့ဟာဝေဝါးနေစရာအကြောင်းလုံးဝမရှိဘူးငါတို့နိုင်မမလားလို့တန်တရားဖြစ်စာအကြောင်းကိုမရှိဘူးဘာကြောင့်လဲအတ္တမသည်ဓမ္မကိုဘယ်တော့အခါမှနိုင်ခဲ့ရိုးထုံးစံမရှိပါဘူးဆိုတော့မင်းအွန်လိုင်းအုပ်စုတွေအခုလုပ်နေတဲ့လှုပ်ဆောင်ချက်တွေနဲ့ကျွန်တော်တို့တိုင်းပြည်ကောင်းဖို့ကြိုးစားနေတဲ့တော်လိုင်းပတ်သားတွေရဲ့ကျင့်စဉ်လှုပ်ဆောင်ချက်တွေကိုအကြမ်းမြင်လေးကျွန်တော်တို့နှိုင်းယှဉ်ပြီးတော့ကျွန်တော်တို့မုတ်ချပြည်သူလူထုရဲ့မျှော်လင့်ချက်လုံးဝနိုင်ကိုနိုင်ရမယ်ဆိုတဲ့သုံးသက်ချက်ကိုကျွန်တော်ပြောပြချင်ပါတယ်ခုဆိုရင်မင်းအွန်လိုင်းဥဆောင်တဲ့ဖက်စစ်အုပ်စုဟာသူတို့ကိုယ်တိုင်ဆိုထားတဲ့တစ္ဆာပြည်သူပေါ်စောင့်တည်ရမယ့်တစ္ဆာအပါဝင်စစ်သားတယောက်ကာကွယ်ရေးဝန်ထမ်းတယောက်စောင့်တည်ရမယ့်တစ္ဆာအားလုံးဖောက်ဖျက်ပြီးတိုင်းပြည်ကိုနိုင်ငံသားတွေလက်ထက်ထိုးအပ်အခုဆိုရုရှားကုန်သွယ်ကူးသန်းရောင်းဝယ်ရေးအစရုရှားကအားလုံးထိန်းချုပ်မယ်ဘယ်လာရုစ်ကိုသွားတယ်ဘယ်လာရုစ်လူကာရှင်ကိုကပြောလိုက်တယ်ဂိတ်တွေတကားတွေထိန်းချုပ်မှုတွေအားလုံးမင်းတို့ဖွင့်ပေးပါငါတို့လာလုပ်မယ်ဒါတွေဟာကိုတိုင်းပြည်ကိုနိုင်ငံသားလက်ကိုအပြီးတိုင်ထိုးအပ်ပြီးတော့တိုင်းပြည်ပေါ်တစ္ဆာဖောက်တာဖြစ်တယ်မျိုးသားတစ္ဆာဖောက်သွားတာဖြစ်တယ်နိုင်ငံတော်တစ္ဆာဖောက်ဖျက်သွားတာဖြစ်တယ်အဲ့ဒီအချိန်မှာကျွန်တော်တို့တော်လိုင်းဘက်သားအားလုံးဟာတိုင်းပြည်ပေါ်တစ္ဆာရှိတယ်ပြည်သူပေါ်တစ္ဆာရှိတယ်နောက်လာမဲ့မျိုးဆက်တစ်တွေပေါ်မှာတစ္ဆာရှိတာဝန်ယူဂရိတီတီနဲ့ကျွန်တော်ဆောင်ရွက်နေကြဖြစ်တဲ့ကြောင့်ကျွန်တော်တို့အားလုံးရဲ့တော်လိုင်းရာမုတ်ချနိုင်မှာဖြစ်တယ်ဒါမင်းအွန်လိုင်းဖက်စစ်အုပ်စုစစ်ဗိုလ်ချုပ်ဆိုတဲ့လူလိန်တခိုးအုပ်စုတွေဘက်မှာကြည့်သူတို့မျိုးဝင်းပဲကြည့်လောက်ရပဲကြည့်ပြောဆိုခဲ့တဲ့စကားတွေကိုပဲကြည့်လုံးဝရိုးသားခြင်းမရှိပါဘူးမင်းအွန်လိုင်းကိုယ်တိုင်ပြောခဲ့ရရှိတယ်2020ရွေးကောက်ပွဲမှာတက်ရလာတဲ့အစိုးရကိုဗလာဖြစ်တယ်ညာဖြစ်တယ်သူကိုယ်တိုင်အတိမတ်ပြုပါတယ်ပြီးလိန်လည်ပြီးတော့သမတအာနာမယုံမသားသူရယူသွားခဲ့တယ်ရိုးသားခြင်းလုံးဝမရှိဘူးလိန်လည်မှုအပြည့်နဲ့ပဲကဘာကိုလည်းလိန်နေပြည်သူကိုလည်းလိန်နေသူစစ်သားတပ်ဖွဲ့ဝင်ချင်းချင်းကိုလည်းလိန်နေဒီချိန်မှာကျွန်တော်တို့တော်လိုင်းဘက်သားတိုင်းပြည်ကောင်းဖို့စ조사နေတဲ့တိုင်းသားခေါင်းဆောင်များအားလုံးအပါဝင်ဘက်ကရိုးသားဖြောင့်မတ်ခြင်းအတိနဲ့ပြည်သူပေါ်လိန်လည်ခြင်းမရှိအရှိတိုင်းရှင်းပြတင်ပြပြီးတော့အကောင်းဆုံးစ조사နေကြတာမို့လို့ကျွန်တော်တို့တော်လိုင်းရေးကျွန်တော်တို့စ조사နေတဲ့ပြည်သူအားလုံးလွတ်လပ်ကောင်းစားစီလိုတဲ့တော်လိုင်းရေးအောင်မြင်မှာဖြစ်တယ်တခါမင်းအွန်လိုင်းတို့ဖက်စစ်အုပ်စုကိုကြည့်တာဝန်ယူမှုလုံးဝမရှိပါဘူးပြည်သူ
အစိုးရဆိုပြီးသူတို့ကိုသူတို့ပါဇက်ကမချပြောနေပေမဲ့အစိုးရတရလောက်ရမယ်လှုပ်ဆောင်ချက်လုံးဝမရှိပြည်သူဘက်ကိုမျက်နှာလုံးဝလှည့်မကြည့်ပဲနဲ့သူတို့အုပ်စုတစုကျိုးစည်းပွားအတွက်ပဲတရားယူတမိနိုင်အားလုံးသူတို့ကိုကျိုးစည်းပွားပဲထည့်ပြီးပြည်သူအားလုံးအငတ်ဘေးမှာထားကြက်ဥလေးတောင်မှလုံလောက်မစားစီဆိုစောင်းစီတောင်မှဝါလျံအောင်မကျွေးနိုင်အခုဆိုရင်73စီတွေဈေးတက်ရေဘေးကြောင့်လာမဲ့6လနဲ့တနေ့တော့တဲ့မှာတပြည်လုံးအငတ်ဘေးကြုံရမယ့်အခြေအနေကိုတိတိကြီးနဲ့ဘာတာဝန်ယူမှုမှမရှိဘဲနဲ့ပြည်သူဘလောက်တေးသေးငါအာဏာရနေရင်ပြီးရောဆိုတဲ့တာဝန်မဲ့တဲ့ဖက်စစ်အုပ်စုဟာမုတ်ချမသွေကြာဆုံးမှာဖြစ်ပြီးပြည်သူကိုပေးရထားတဲ့ဂတိတွေအတိုင်းတာဝန်ယူစိတ်နဲ့တာဝန်သိစိတ်နဲ့ကြိုးပမ်းနေတဲ့တော်လိုင်းဘက်သားများဟာမုတ်ချမသွေအောင်မြင်မှာဖြစ်တယ်။မြေအောင်လားအရင် NLD အစိုးရမှားခဲ့လို့မအောင်မြင်ခဲ့လို့စသဖြင့်သူမှားတာကိုသူတစ်ပါးကိုပုံချပြီးတော့သူ့အမားကိုဘယ်တော့မှဝင်မခံခဲ့တဲ့အချိန်မှာကျွန်တော်တို့ဘက်ကအမားကိုပုံမချပဲနဲ့မှားခဲ့တာရှိရင်မှန်အောင်ပြင်ပြီးစူးစမ်းယူသွားမှာမို့လို့စူးစမ်းနေကြတာမို့လို့ကျွန်တော်တို့ຫນွေဦးတော်လိုင်းရေးဘက်အောင်မြင်မှာဖြစ်တယ်။ဆက်ပြီးတော့ကျွန်တော်တို့ဘက်ကတီးခံတဲ့အရာကိုတီးခံရမယ်ဒေါသတွေကိုထိန်းချုပ်နိုင်ဖို့စူးစမ်းခြင်းဖြစ်ပြည်သူရဲ့တီးမခံနိုင်တော့တဲ့တနည်းကိုမကြခင်ရင်ဆိုင်ရမယ်မင်းအွန်လိုင်းအုပ်စုသူ့ရဲ့စစ်မဲ့အင်အားကြီးထွားမှုပေါ်မှာဒေါသမထိန်ချုပ်ပဲပြည်သူကိုရဲဆက်ဆက်ဘုံကျဲတပ်ဖြတ်တိုက်ခိုက်လဲလီရက်ဆက်ရုံမှမှုပေါင်းစုံလုပ်နေတဲ့မင်းအောင်လှိုင်အုပ်စုမုတ်ချမသွေကြဆုံးပျက်စီးမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဘက်ကတီးခံမယ်ဒေါသကိုထိန်ချုပ်ပြီးတော့အကောင်းဆုံးစူးစမ်းခြင်းဖြင့်အောင်ပွဲကိုဆင်ကြမှာဖြစ်ပါတယ်။ဆက်ပြီးတော့ဖက်စစ်အုပ်စုရဲ့ဆိုးဝါးရက်ဆက်ကြမ်းကြုတ်မှုတွေကိုကျွန်တော်တို့ဆက်နှိုင်းပြစရာမလိုတော့တော့အောင်ပြည့်စုံနေပြီဖြစ်တယ်။ရက်ဆက်ရုံမှမှုကန်းကုန်နေပြီဖြစ်တယ်ဒီချိန်မှာကျွန်တော်တို့ဘက်ကကျွန်တော်တို့ပြည်သူဘက်တော်သားတွေဘက်ကပြည်သူအင်အားစုတွေဘက်ကနှိမ်ချခြင်းအောင်မြင်မှုပန်းနိုင်တွေစစ်တိုက်ပွဲတွေနိုင်မြင်မှုမှာမာနာမကြီးနော်ဝင့်ဝါမကြွားပဲနဲ့ကျွန်တော်တို့အားလုံးရိုးရိုးကုတ်ကုတ်နဲ့နိုင်ငံတကာဥပဒေလူသားချင်းစာနာမှုဥပဒေစစ်ဥပဒေတွေကိုလိုက်နာပြီးကျွန်တော်တို့စူးစမ်းကြမယ်ဆိုရင်ကျွန်တော်တို့အားလုံးမုတ်ချမသွေအောင်မြင်ရရှိမှာဖြစ်ပါတယ်ဆက်ပြီးတော့ကျွန်တော်တို့ဘက်ကိုပဲကျွန်တော်တို့တော်လိုင်းရေးဘက်ကိုပဲတိုင်းပြည်ကောင်းစားစေခြင်းနဲ့ပြည်သူတာဝန်တည်သူတိုင်းကိုပဲကျွန်တော်တို့ဘက်ကတိုက်တွန်းခြင်းပါတယ်နှိုးဆော်ခြင်းပါတယ်ဘသူတရားပြက်ပြက်ကိုမပြက်နဲ့လို့ကျွန်တော်တို့သင်ခဲ့ရပါမယ်နော်ဘသူမှတရားမပြက်နဲ့ကိုလည်းမပြက်ဘူးဆိုတဲ့ခစ်ကိုရောက်အောင်သွားမယ်ဆိုတဲ့ယုံကြည်ချက်မွေးပြီးကိုချင်းတရားတွေကျွန်တော်တို့ကောင်းအောင်ပြည်သူတရားလုံးစူးစမ်းကြပါစင်ရဲမွေးတွေနှိမ့်ကြလာလို့တရားဥပဒေစိုးမိုးမှုလုံးဝကင်းမဲ့သွားလို့လူဆိုးလူသန်းလူရိုင်းတွေဟာကောင်းစားပြီးတော့လူရိုးလူဖြောက်လူကောင်းတွေဖိနှိပ်နိုင်ကျင့်ခံရရတယ်ဆိုပြီးကိုယ့်ရဲ့ကိုကျင်တရားတွေကိုပြစ်ပြားမှုမဖြစ်အောင်တောက်ခံကြိုးစားကြပါငွေအာဏာလောဘတွေကြောင့်ဖောက်ပြန်သွားတဲ့လူဒန်းစားတွေမှာကျွန်တော်တို့ရဲ့ပြည်သူလူထုကျွန်တော်တို့ရဲ့တော်လိုင်းအင်အားစုအသီးသီးမပါအောင်ကျွန်တော်တို့ဘက်ကကြိုးစားကြပါဒါဆိုရင်ကျွန်တော်တို့တနေ့တလန်ပကံပဲပြေးမလဲဆိုသလိုကျွန်တော်တို့လိုလားတဲ့အောင်လန့်မလွဲမသွေကျွန်တော်တို့ထူပြီးလွှင့်ပြန်ရမယ်နေ့ရောက်လာမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ပြည်သူလူထုအားလုံးဘလောက်ခက်ခဲတွေကြုံတဘာဝဘေးတွေကြုံကျွန်တော်တို့ဟာနိုင်ငံတော်တကြီးကိုတိဆောက်ရအောင်မဲ့တာဝန်တွေရှိတယ်။ငါတို့မွေးထားတဲ့မျိုးဆက်သစ်တွေရဲ့အနာဂတ်အတွက်ကောင်းစားအောင်စနစ်တကြီးကိုတိဆောက်ရအောင်မဲ့တာဝန်တွေရှိတယ်။ဒါကြောင့်ကျွန်တော်တို့အားလုံးစိတ်တည်ငြိမ်ခြင်းဖြစ်အောင်ကြိုးစားပေးပါ။တမိုင်းရဲ့သင်ခန်းစာပေးခဲ့ပြီးတဲ့ဆိုးရွားလာတဲ့နှစ်80ကျော်ကြာအတွေ့အကြုံတွေကိုအကောင်းဆုံးသင်ခန်းစာယူပြီးတော့ဒီကနေ့ကြုံနေရတဲ့လိုင်းတဘိုးအမတန်ပြင်းထန်လာတဲ့မုန်တိုင်းကြီးကိုကြံ့ကြံ့ခံရင်ဆိုင်ဖြတ်တန်းရင်မုန်တိုင်းတွေလွန်တဲ့အခါမှာတည်ငြိမ်တဲ့တာယာတဲ့လီဘီလီညင်းတွေနဲ့လှိုင်းချက်ခုတ်ကလေးတွေကြားထဲမှာဖြာလာတဲ့နေအောင်ကြီးဝါနုလေးတွေကိုငါတို့ကြုံရအောင်မယ်ဆိုတဲ့ယုံကြည်ချက်နဲ့တောက်ခံထားဖို့ကျွန်တော်တို့အားလုံးလိုပါတယ်ဒါလေးကိုကျွန်တော်ပြည်သူလူထုအားလုံးကိုနှိုးဆော်ပန်ကြားရင်းနဲ့လက်ရှိအခြေအနေဟာကျွန်တော်တို့ဤနေတာမဟုတ်ဘူးကျွန်တော်တို့ရှုံးနိမ့်ဖို့အတွက်အခြေအနေတွေဖြစ်ပေါ်နေတာမဟုတ်ဘူးရန်သူဖြစ်တဲ့ဖက်စစ်အုပ်စုဟာမှားယွင်းတဲ့ကျင့်စဉ်ဖောက်ပြန်တဲ့တစ္ဆာအပေါ်ယံသာဖြစ်တဲ့ရွှေမုံကျဲအထဲနောက်ချေးနဲ့တဲပဲရှိတဲ့သူတို့ရဲ့ဖွဲ့စည်းမှုအတင်းဓမ္မပြည်သူတွေကိုလူငယ်တွေကိုဖမ်းဆီး
စစ်တပ်တဲ့အတင်းသွင်းတဲ့မှားယွင်းတဲ့သူတို့ရဲ့စစ်နီးဗျူဟာအခုဆိုရင်နိုင်ငံတကာကိုရှောင်ပြေးထွက်သွားကြတဲ့ဤပေါင်းစုံနဲ့စွန့်ခွာသွားကြတဲ့လူတွေကိုပါပါစပို့အကြောင်းပြပြီးဖြစ်စေနောက်မှကျန်တဲ့မိသားစုတွေကိုချင်းချောက်ပြန်ပေးဆွဲရေးဖြစ်စေသူတို့လုံနိုင်တဲ့တချို့သောအိန္ဒိယနိုင်ငံဇိုးတို့ရဲ့အစိုးရဇိုးတွေကိုအမိပြုပြီးလူငယ်တို့ကိုပြည်တွင်းကိုအတင်းဖြန်ခေါ်စစ်မှုထမ်းဖို့အတင်းချုပ်သွင်းစစ်မှုမထမ်းခြင်းရင်သူတို့လိုချင်တဲ့စက်ကြီးအခုဆိုရင်ရုရှားကိုပေးရမယ်စစ်စေးတွေအတွက်အတင်းတမလေပင်ငွေညစ်လေပင်တွေကနေပြီးတော့ခြေမနဲ့ကလော်ထုတ်ဖို့ဒီစူးစမ်းတဲ့ရုံမှမှုအခြေအနေတွေကြောင့်သူတို့ဟာတေးကြတဲ့ကြာဆုံးခန်းကိုသူတို့ရဲ့လေပင်ကျိုးကွင်းကိုသူတို့ကျင့်နေကြပြီဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့အားလုံးဟာမီဒီယာပေါ်မှာတက်လာတဲ့ဖက်စစ်အုပ်စုရဲ့တာယာပွဲအောင်မြင်ပွဲဆိုတဲ့ပုံရိပ်တွေကိုအထင်ကြီးစရာအကြောင်းမရှိသလိုစစ်မြင့်အခြေတကျအကြောင်းနဲ့အကျိုးကောင်းစွာရှင်ထိုးစဉ်းစားပြီးတော့ငါတို့လှုပ်ရှားရှိတဲ့အလုပ်ကိုသာငါတို့လုပ်မှာဖြစ်တယ်။ရန်သူကရန်သူလှုပ်ရှားရှိတဲ့အလုပ်ကိုရန်သူလုပ်နေတယ်။ဒါပေမဲ့ငါတို့ဒီဓမ္မဆိုတဲ့တရားတော်ဘက်ကယက်တီကြသူများဖြစ်လို့တရားတော်စနစ်ကိုတိဆောက်ဖို့ကြိုးပမ်းနေကြသူများဖြစ်တာမို့လို့တစ်ချိန်ချိန်ငါတို့မုတ်ချမသွေအောင်မြင်မှာဖြစ်တယ်။ပါယွန်းတဲ့ဘက်အာနာရှင်ဒီဘက်ကတစ်ချိန်မို့တစ်ချိန်အာဆတ်စီးရီးယားသမ္မတလိုနော်အခုထပ်ပြေးသွားတဲ့နော်စစ်အာဏာရှင်တွေတွေ့ကြပါလိမ့်မယ်ကမ္ဘာသမိုင်းမှာသင်ခန်းစာတွေပြပြီးတစ်ချိန်မို့တစ်ချိန်ပြိုကွဲကြဆုံးပျက်စီးမှသာဖြစ်တယ်ဒါကြောင့်ကျွန်တော်အားလုံးယုံကြည်စိတ်ကိုသာရင်မာကိန်းအောင်ပြီးတော့ယူသားပါကိုကျင်တရားကိုဆောင်ထိန်ကြပါသွေးကွဲမှုတွေဖြစ်ပေါ်စိတ်ဆော်နေသမျှကိုတတိကြီးကြီးနဲ့ဆင်ခြင်ပြီးသွေးမကွဲပဲစီးလုံးဖို့အမြဲစိတ်ထဲမှာထားပါငါတို့အားလုံးမှာတာဝန်ကိုယ်စီရှိကြတယ်ဆိုတဲ့ယုံကြည်စိတ်ကိုထားပြီးတတ်ဆွမ်းသမျှထက်ပိုတဲ့ရုန်းကန်မှုတွေကိုအားလုံးအတူတူပြုကြပါဒါဆိုရင်ကျွန်တော်တို့နိုင်ငံဟာဖက်စစ်နုံကနေမကြခင်ရုန်းထနိုင်မှာဖြစ်ပါတယ်သူရဲကောင်းတွေပေါ်များတဲ့တိုင်းပြည်ဟာဘယ်တော့မှကြုံဘဝမှာမကြရှိပါဘူးတဲ့သူရဲကောင်းစိတ်ထားတွေလူငယ်တိုင်းမှာမွေးကြပါမတရားတာမလုပ်မဟုတ်တာမခံတရားမျှတမှုအတွက်ဘယ်ဘဝဘာကိုရင်ဆိုင်ရငါတို့ကြံ့ခံရုန်းကန်ကြော်လွှားမယ်ရအောင်တိဆောက်မယ်တိုက်ယူမယ်ဆိုတဲ့ယုံကြည်စိတ်အားလုံးမှာမွေးမြူကြပါလို့ကျွန်တော်ချန်ပြူအားပေးစကားပြောကြားချင်ပါတယ်ပြည်သူအားလုံးပျော်ရွှင်တဲ့နေ့တစ်တွေငြိမ်းချမ်းသောမနှက်ဖြန်တွေပူပင်တော့ကကြောင်းကြကင်းတဲ့အိတ်ဆက်ချင်းနဲ့ပျော်ရွှင်ပွဲမနှက်ခင်းတွေကိုမကြခင်ဆုံတွေ့နိုင်ကြပါစေ